This morning, I'm going to share a word that I've entitled Country Winds and Open Doors. ကျွန်တော်ဒီနေ့မနေ့မှာပြောသွားမယ်ခေါင်းစဉ်လေးကတော့အလုံးနဲ့ဆွေးနွေးသွားတဲ့ခေါင်းစဉ်လေးကတော့လေဆန်နဲ့ဖွင့်ထားသောတကားများဖြစ်ပါတယ် I believe your theme for this month is Open Doors. ကျွန်တော်တို့ဒီလရဲ့ကျွန်တော်တို့ရဲ့ theme ကလည်းဗာလဲသာသနာအတွက်ပွင့်နေသောတကားများဖြစ်ပါတယ်ဖွင့်ထားသောတကားများဖြစ်ပါတယ် And I'm going to share from Acts chapter 27, the entire chapter, but I will not read because of time. ကျွန်တော်ဒီနေ့အဓိကပြောသွားမှာတော့တမန်တော်ဝိတုအခန်းကြီး29တစ်ခုလုံးတည်းကအကြောင်းအရာဖြစ်တယ်ဒါပေမဲ့အချိန်ကိုငဲ့ညာတော့အပြင်အားလုံးကိုတော့ကျွန်တော်ဖတ်သွားမှာမဟုတ်ပါဘူး Well, he started in Acts chapter 25 where the Apostle Paul became a prisoner for the Lord Jesus Christ. ဒီ29ရဲ့အကြောင်းအရာလေးမလာခင်မှာကျွန်တော်25အရာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့တမန်တော်ကြီးရှင်ပေါလုကကဆဗရာမှာကျွန်တော်တို့သူအချင်းချနေတဲ့အချိန်ကနေအစားပြုရမှာဖြစ်တယ် He was arrested, he was put in prison. သူကအဖမ်းခံရတယ်အချင်းချခြင်းခံရတယ် Then in Acts chapter 26, he had to stand before the King Agrippa to give a defense. ကျွန်တော်တို့အခန်း25မှာကျွန်တော်အဖမ်းခံ26မှာကျတော့သူကသူ့ကိုသူเนาะပြန်လဲပြီးတော့ယူခံဝင်ဖို့အတွက်ပြန်လဲတင်လျှောက်လဲဖို့အတွက်ကျွန်တော်တို့အဂရစ်ပါဆိုတဲ့မင်းကြီးရဲ့ရှေ့မှာသူကလျှောက်လဲချက်ကိုတင်ရပါတယ် Now in Acts chapter 27, Paul is now a prisoner on a ship on his way to Rome. 29ရောက်လာတဲ့ခါမှာသူအဲ့ကိစ္စတွေပြီးတဲ့ခါမှာနောက်ဆုံးမှာသူအချင်းချခံဖို့အတွက်ယောမအင်ပါဖြစ်တဲ့ကြောင့်ယောမမြို့ကိုသူကပြန်လာတဲ့ခီးစဉ်ဖြစ်ပါတယ် But friends, I want you to know that one of the greatest promise in the Bible is that God opens door. ကျမ်းစာထဲမှာအကြီးမားဆုံးသောဂရိတော်ကတော့ဗာလဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ရဲ့တကားတွေကိုဖွင့်လှစ်ပေးတယ် You see, throughout, when you read the scriptures, we will always see that God opening doors that no man can shut. Amen? Amen ကျွန်တော်ဒီကျမ်းစာတစ်ခုကိုလေ့လာမယ်ဆိုရင်ဘုရားသခင်ဖွင့်တဲ့တကားကိုဘယ်သူမှပိတ်လို့မရတာကျွန်တော်တို့တွေ့ရတယ် He opened the Red Sea for the nation of Israel. ကျွန်တော်တို့ရဲ့ပင်လယ်နီကြီးကိုဣတိလလူမျိုးဖြတ်တန်းဖို့သူဖွင့်ပစ်လိုက်တယ် He opened prison doors for Peter. ကျွန်တော်တို့ He opened prison doors for Peter. Okay ရှင်တမန်တော်ကြီးပီတာအတွက်လည်းကျွန်တော်တို့အချင်းတကားတွေကိုသူဖွင့်လှစ်ပေးခဲ့တယ် He opened Lydia's heart to receive the gospel. အရန်ကောင်းပါတဲ့လေဒီယာရဲ့နှလုံးသားကိုလည်းကယ်တင်ခြင်းကိုရရှိဖို့နဲ့သူကပြောင်းလဲပေးခဲ့တယ်တကားဖွင့်ပေးခဲ့တယ် And just now you read a passage in Revelation chapter 3 verse 8. He says, "See, I set before you an open door that no man can shut." ခုနကျွန်တော်အစအဆုံးမှာเนาะကျွန်တော်ဖတ်ခဲ့တဲ့ကျမ်းစာထဲမှာလည်းတွေ့ရတယ်ကြည်ပါတယ်တင်းရှိမှာဘယ်သူမှပိတ်လို့မရတကောင်ငါဖွင့်ထားတယ်လို့ကျမ်းစာထဲမှာပြောထားပါတယ် And church, this morning I want you to know that God still open doors for you and I today. အာမင်ကျွန်တော်ဖျားကကျွန်တော်တို့အတွက်တကားတွေကိုဖွင့်ထားဆဲဖြစ်တယ် He opens door for salvation. ကျွန်တော်တို့အတွက်ကယ်တင်ခြင်းအတွက်တကားတွေဖွင့်ထားတယ် He opens door for ministry. ကျွန်တော်တို့ရဲ့သာသနာအတွက်လည်းတကားတွေဖွင့်ထားတယ် He opened doors for restoration. ကျွန်တော်ပြန်လဲသိမ့်ပတ်ရရှိဖို့အတွက်လည်းတကားတွေဖွင့်ထားတယ် He opened door to the nations. ကျွန်တော်နိုင်ငံအပြည်ပြည်တွေလည်းတကားတွေဖွင့်ထားတယ်ပြန်လဲသိမ့်ပတ်ဖို့ရန်အတွက် He opened door for families. မိသားစုတွေအတွက်လည်းတကားဖွင့်ထားတယ် And he opened doors for the next generation. နောက်လာမယ့်ကျွန်တော်တို့ရဲ့မျိုးဆက်တွေအတွက်လည်းတကားဖွင့်ထားတယ် Amen But church, this morning I want you to know that not every open door is from God. ဒါမဲ့ဒီနေ့မနေ့မှာတည်ထားစေချင်တော့ပွင့်နေတဲ့တကားတိုင်းကတော့ဘုရားသခင်ဖွင့်တာမဟုတ်ပါဘူး You see, because sometimes we see opportunities as the blessing of God. ကျွန်တော်တို့ကအခွင့်အရေးတစ်ခုခုရလာရင်အိုးဘုရားသခင်ရဲ့ကောင်းကြီးပဲဘုရားသခင်စီကလာတဲ့အရာပဲလို့ကျွန်တော်ထင်တတ်တယ် Sometimes we see the circumstance seems very favorable to us. ခါကြရင်အခြေအနေတွေကကိုစုတောင်းထားတဲ့ကွက်တိကိုအတွက်ကိုအရန်ကိုအခွင့်တာနေလို့ထင်မိတဲ့အခြေအနေရှိတတ်တယ် That everything seems to line up so nicely for us. အရာအလုံးကဘုရားသခင်ကျမ်းစာထဲမှာတညီတညွတ်တဲ့ပြုစုနေတဲ့ကဲလို့ဖြစ်နေတတ်တယ် But yet sometimes what looks like open door can lead us into a storm. တခါကျရင်အဲ့ဒီအရာအလုံးဟုတ်နေတဲ့အောင်ထင်ရတဲ့လန်တကားကကျွန်တော်တို့မုံတိုင်းတဲ့ကိုပို့သွားတဲ့တကားလည်းဖြစ်နိုင်ပါတယ် And in Acts chapter 27, he teaches us one of the greatest lessons about spiritual discernment. ကျွန်တော်တို့အခုပြောမယ်အခန်းကြီး29ကဝိညာဉ်ထဲမှာခွဲခြမ်းစိတ်ပြတတ်ခြင်းဆိုတဲ့အရာကိုကျွန်တော်ကတွေ့ရပါတယ် You see, I mentioned earlier that Paul was on his way to Rome. That was his destiny. He was on his way to Rome. ကျွန်တော်ခုနပြောခဲ့သလိုပဲတမန်တော်ရှင်ပေါလုကယောမမြို့ကိုတွားနေတဲ့ခီးဖြစ်တယ်သူရဲ့ဥတီယရဲ့ကယောမမြို့ဖြစ်တယ် That even though Paul was walking in God's purpose, the journey was never easy.
ပြောစရာရှိတယ်တမန်တော်ရှင်ဘလို့ဖျားခင်အလိုတော်လိုက်ပြီးတော့ဖျားခင်ခိုင်းသောအရာတွေသူလုပ်နေတာပဲဒါပေမဲ့သူ့ရဲ့ခီးစဉ်ကလွယ်ကူမနေဘူးနော် And there are four things I want to share with us briefly this morning. ဒီနေ့မှာကျွန်တော်အမြန်လေးနဲ့ကျွန်တော်ရှင်းပြောပြချင်တဲ့အရာကတော့ The first is contrary winds. ပထမကတော့လေဆန်သို့မဟုတ်လဲကျမ်းစာထဲမှာဆိုလေမတင်တော့ကြောင့်ကိုသွားချင်တဲ့နေရာနဲ့စန့်ကျင်ဘက်ကိုတိုက်တဲ့လေဆန်လို့ခေါ်ကြပါစို့ Because in Acts chapter 27, verse 4, it says this, when we had put to sea from there, we sailed under the shelter of Cyprus because the winds were contrary. အငယ်လေးထဲမှာထိုမျိုးများထွက်၍ကုပရမ်ကျွန်းမြောက်နားသို့ရှောက်သွားတဲ့ခါမှာတဲ့လေမတင်တော့ကြောင့်ဆိုကျွန်တော်တို့တွေ့ရပါတယ် You see, when I read this verse, this word, the winds were contrary, begin to jump up at me. ကျွန်တော်တို့အဲ့နေရာမှာတွေ့ခါမှာတော့အရင်ခေတ်တုန်းကကျွန်တော်တို့ကလေတိုက်လက်ဘက်ကိုပဲခီးပြက်ခါမှာသူတို့ရဲ့ခီးစဉ်နှောင့်နေတာကိုကျွန်တော်တို့တွေ့ရတယ် What it means is, as they were sailing, the wind contrary was coming in opposition against them, so that the ship sailed very, very slow. ဘာလို့လဲဆိုတော့ကျွန်တော်တို့သွားချင်တာဒီဘက်လေကဒီဘက်ကနေပြောင်းပြန်တိုက်တဲ့ခါမှာစန့်ကျင်ဘက်ကိုတိုက်တဲ့ခါမှာတော်တော်လေးကိုရှေ့ရောက်ဖို့အတွက်လှေကရုန်းကန်ရတယ်တော်တော်လေးရှေ့မရောက်တော့ဘူး You know, it's like you are rowing a boat, but the winds are coming, and you put so much energy, but you're not moving. ကျွန်တော်တို့လှေလော်ဘူးမယ်နော်ကာယတွေလှုပ်ဖို့ဆိုကျွန်တော်တို့အရှေ့သွားချင်လေအသူတို့တိုင်ဘယ်လောက်ပင်ပန်းလဲကျွန်တော်လှုပ်ဖို့လူတိုင်းနားလဲပါတယ် Progress was slow and very, very difficult. ကျွန်တော်တို့ရဲ့ဒီသွားချင်တဲ့ခီးစဉ်ကအရန်ကိုနှေးတယ်လို့အရန်လဲလိုအပ်တာတဲ့ခက်ခဲနေပါတယ် And church, I want you to know that many times when you are in the will of God, you will face opposition. ကျွန်တော်ပြောပြချင်တဲ့အရာကတော့ဖျားခင်ရဲ့အလိုတော်မှာတေလျှောက်လန်းနေပါလျက်နဲ့ပင်အမျိုးမျိုးသောဆန့်ကျင်မှုတွေနဲ့ကြုံတွေ့ရအောင်မှာဖြစ်ပါတယ် You see, contrary winds remind me of the Christian walk that is always upstream, not downstream. ယုံကြည်ခြင်းနဲ့ရှောက်လန်းခြင်းသည်ရေဆန်လန်းဖြစ်ပြီးတော့ရေစုံလန်းမဟုတ်တာကိုလေမသိခြင်းသို့မဟုတ်လေဆန်ကကျွန်တော်တို့ကိုသတိပေးနေတာဖြစ်တယ်ရေစုံရေဆန်နားလဲတယ်နော်โอเค I give you an example. You know, fish. ငါးတွေကျွန်တော်တွေ့တယ်နော် You will notice that fish always swim upstream against the current. It very seldom swim with the current. အော်ကျွန်တော်အဲ့ဒါမသိဘူးနော်ငါးတွေကတဲ့ကြည့်မယ်ဆိုရင်ငါးတွေကအမြဲတမ်းရေစီးလာတဲ့ဘက်ကိုသူတို့ကငါ့ကူးတယ်ဆိုတော့တွေ့ရရေမျောနဲ့သူတို့လိုက်သွားတယ်ဆိုတာမရှိဘူးရေဆန်လန်းကိုငါးကအမြဲတမ်းသွားတယ်တဲ့ You realize that? အဲ့ဒါကိုသတိထားမိကြလား One of the common fish that you can find is salmon. Salmon is a very big fish, very expensive fish, ဆာ right? မွန်ငါးကအကြီးဆုံးတော်တော်ကြီးတဲ့ငါးဖြစ်တယ်သူတို့အဓိကဥမာကြည့်လို့ရတယ် Now, you know, salmon, when they want to lay eggs, they will always swim against the current, go upstream, lay the eggs before they swim down, back down. အော်ကျွန်တော်တို့ဆာမွန်ငါးတွေကဒီမျိုးဥတွေကိုဥချင်တဲ့ခါမှာသူတို့ဘယ်လိုလဲဆိုတော့ရေဆန်လန်းကိုတက်ပြီးတော့ဥတွေဥတယ်ပြီးမှသူတို့ပြန်ပြီးတော့ဆင်းလာတယ်ရေစုံနဲ့ And here's a lesson for all of us. You know, it takes a live fish to go upstream. အသက်ရှင်တဲ့ငါးတွေကတော့ကျွန်တော်စန့်ကျင်ဘက်ဥတီယာကိုသူတို့သွားတယ်အစန့်ကျင်ပြီးတော့ It takes a dead fish to go downstream. ငါတည်နေတဲ့ငါးတွေကပဲရေစုံတဲ့သူမျောသွားတာဖြစ်တယ်ဆိုတော့အသက်ရှင်တဲ့ကျွန်တော်နဲ့မိတ်ဆွေကတော့ရေဆန်လန်းကိုအသက်ရှင်သောငါးကဲ့သို့သွားမှာဖြစ်တယ်အာမင် You see, ကျွန် a တော်ကြည့်ရအောင် dead fish cannot swim upstream. ကျွန်တော်တို့တည်နေတဲ့ငါးကတော့ဘလို့မှရေဆန်လန်းကိုမတက်နိုင်ပါဘူး He will just float. The current will just bring the fish down. တည်နေတဲ့ငါးကတော့ကျွန်တော်တို့ရေလှိုင်းကပဲသူတို့ကိုသွားချင်တဲ့နေရာရောက်ချင်တဲ့နေရာရောက်ဖို့ခေါ်သွားမှာဖြစ်ပါတယ် Same for you and I as a child of God. You need to be alive to be able to swim upstream to walk in the destiny of မိတ်ဆွေနဲ့ God. ကျွန်တော်ဖျားရဲ့တာသမီဖြစ်တဲ့လျောက်ဖျားလိုတဲ့အသက်ရှင်နိုင်ဖို့အတွက်ကျွန်တော်တို့လောကထဲမှာအရာအလုံးကိုရင်ဆိုင်နိုင်ပြီးယုံကြည်ခြင်းနဲ့ရှေ့ဆက်လှမ်းဖို့အတွက်အရန်ရေးကြည့်တာဖြစ်ပါတယ်အာမင် But you see, the other thing is this storms also serve this other purpose is to test the depth of our faith in Jesus Christ. ဆိုတော့လေမုန်တိုင်းနဲ့ကြုံတဲ့အခါမှာဘာလဲဆိုတော့လေမုန်တိုင်းများကကျွန်တော်တို့ဤယုံကြည်ခြင်းနဲ့ရှိုင်းမှုကိုစမ်းသပ်နေတာဖြစ်ပါတယ် Nobody likes to be in a storm. ဘယ်သူမှမုန်တိုင်းထဲမှာမရှိချင်ဘူးမရောက်ချင်ဘူး But storm is not meant to sink us, it's to strengthen our faith in God. မုန်တိုင်းတွေကကျွန်တော်တို့ကိုတခါတည်းပေါ့နော်မြုပ်မြုပ်သွားဖို့မဟုတ်ဘူးကျွန်တော်တို့ကိုတာ၍တန်မာလာဖို့အတွက်ဘုရားခင်ကပေးတွေ့တာဖြစ်ပါတယ် You see, I think all of you came to church this morning, right? ဒီနေ့မနေ့အားလုံးဖျားเจ้าလာကြတယ်ဟုတ်ဒီမှာဘယ်သူမှမအိပ်ဘူးလေနော် When I left my home this morning, there was a heavy rain. ဒီနေ့မနေ့ကျွန်တော်အားလုံးနဲ့တူမယ်ထင်တယ်ကျွန်တော်အိမ်ကနေထွက်လာတော့လဲမိုးအကြီးကျယ်ရွာတယ် But in order to get here, you still have to go through the rain to get here to enjoy the မိ presence မန် of တော်ကို God. ဒီနေ့မနေ့ရောက်လာဖို့ထိုမိုးကို
အန်တုပြီးတော့ကျွန်တော်တို့ရောက်လာကြရတာဖြစ် It's တယ် about deepening our faith in God. ဒါကဘာလဲဆိုတော့တနည်းအားဖြင့်ယုံကြည်ခြင်းနဲ့ရှမ်းကြောင်ဖျားတဲ့မှာနဲ့ရှမ်းကြောင်ကျွန်တော်ပြပြီးတော့ရောက်လာတာဖြစ်တယ်အာမင် We could have stayed at home. မိတ်ဆွေကအိမ်မှာပဲနေဖို့အတွက်ဆုံးဖြတ်လို့ရတယ် That is a very easy thing to ဒါ do. အရင်လွယ်တဲ့တက်တောင့်တက်တာပဲအိမ်ကနေပဲပါဝင်တော့မယ် But your faith will not be deepened. ဒါပေမဲ့မိတ်ဆွေယုံကြည်ခြင်းကတော့အဲ့နေရာမှာတာဝိနဲ့ရှမ်းလာမှာမဟုတ်ဘူးအာမင် You see, in the midst of that storm that Paul was going through, ပေါကဒီကြုံတွေ့နေတဲ့သူ့ရဲ့လေဆန်လန်းမှာ Paul did not stop. He continued to move. သူကလုံးဝမရက်တက်ပဲနဲ့ဆက်ပြီးတော့သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ် He continued to move forward to the destiny that God has for his life. ဖျားခင်ကသူ့အသက်တော်သက်တက်မှတ်ထားတဲ့ပန်းတိုင်ကိုမရောက်မချင်းသူကရေဆန်လန်းမှာရှိတော့ညာလဲမရက်တက်ပဲနဲ့ဆက်သွားတယ် He was slow, နှေးပါတယ် but he was still moving ဒါပေမဲ့ forward. သွားနေဆဲပဲဖြစ်တယ်ယုံကြည်ခြင်းနဲ့အာမင် You see, no matter what you are going through today, the storms in your life, it may slow you down, but you must always move forward. ကျွန်တော်တို့အသက်တာထဲမှာဖျားလိုတိုင်းလိုက်လျှောက်တဲ့ခါမှာခက်ခဲတယ်တားဆီးတွေရှိတယ်ကိုယ့်ကိုယ်နှေးစေမယ်ပန်းနဲ့နှေးကွေးစင်ထုတ်တယ်ကျွန်တော်တို့ကလက်မလျှော်ပဲနဲ့ဆက်ပြီးတော့ယုံကြည်ခြင်းနဲ့ဆက်သွားမှာဖြစ်ပါတယ် You see, the presence of storm does not mean the absence of God. ကျွန်တော်တို့မုန်တိုင်းကြုံတဲ့ခါမှာဖျားခင်ကကျွန်တော်တို့ပြစ်ထားတာလုံးဝမဟုတ်ပါဘူး You see, many times when we go through storms and the hardship in life, we always think that God has forgotten you. ကျွန်တော်တို့အသက်တာထဲမှာခက်ခဲမှုတွေပြဿနာတွေကြုံတဲ့ခါထဲမှာဟာဖျားခင်ကငါ့ကိုမေ့ပြီဆိုတော့ကျွန်တော်အရင်ဆုံးပြောမိတဲ့အရာဖြစ်ပါတယ် Friends, I want you to know that even in the midst of the worst storms in your life, God never forgets you. မိတ်ဆွေအသက်တာထဲမှာအဆိုးအဆုံးမုန်တိုင်းကြုံတွေ့နေတာမှာတေချာလာကဖျားခင်မိတ်ဆွေကိုလုံးဝမမေ့ထားပါဘူး You see, when you Amen. read Acts chapter 27, this is the worst storm that's ever recorded in the Bible. အခန်းကြီး29တမန်တော်ဝိတ္တအခန်းကြီး29မှာတွေ့ရတဲ့မုန်တိုင်းကကျမ်းစာရဲ့တမိုင်းတစ်ခုလုံးထဲမှာအဆိုးအဆုံးမုန်တိုင်းဖြစ်တယ်ပေါလုကြုံခဲ့ရတာဖြစ်တယ် In fact, this is the longest recorded of storm of any storm in the Bible. ပြီးရင်အရှည်ကြာဆုံးတိုက်ခတ်ချိန်အကြာဆုံးမုန်တိုင်းတစ်ခုလည်းဖြစ်တယ်ကျမ်းစာထဲမှာ And God is wanting us to know that even in the midst of your storm, God never leaves you. ဒီနေရာမှာကျွန်တော်တို့ဖျားခင်သိစေချင်တာအဆိုးဆုံးအခြေအနေမုန်တိုင်းကြားထဲမှာတော့ဖျားခင်ကျွန်တော်တို့မချန်ထားခဲ့ပါဘူး Friends may leave you, families may leave you, but God never leaves you. ကိုယ်တငယ်ချင်းနဲ့ထားခဲ့လိမ့်မယ်ကိုယ့်ရဲ့မိသားစုကတော့မှချန်ထားခဲ့ဒါပေမဲ့ဖျားခင်မိတ်ဆွေကိုစွန့်ပြေးမထားပါဘူးအာမင် But the second thing that I want you to see in this story here, in Acts chapter 27, is this: the prophetic voice in the storm. ကျွန်တော်နောက်တစ်ခုအနေနဲ့နံပါတ်1အချက်အနေနဲ့ကျွန်တော်ပြောချင်တဲ့အရာကတော့ဖျားခင်စီက prophet ပြုတန်တွေကအဲ့ဒီမုန်တိုင်းကြားတဲ့နဲ့အမြဲတမ်းထွက်လာတာဖြစ်တယ် Because when you read verses 6 to verse 10, I'm not going to read because of time. ကျွန်တော်အငယ်6နဲ့29အငယ်6နဲ့10ကိုဖတ်မယ်ဆိုရင်ကျွန်တော်ထိုအရာကိုတွေ့ရတယ်အချိန်မရှိတဲ့ကြောင့်ကျွန်တော်မဖတ်တော့ပါဘူးအသေးစိတ် He says he uses word like difficult. အဲ့ထဲမှာကျွန်တော်တွေ့ရတဲ့စကားလုံးလေးတွေကတော့ခက်ခဲတယ်ပင်ပန်းတယ် He talks about dangerous. အရန်ကိုကြောက်မဲ့ဖွယ်ရာကောင်းတယ်ဆိုတော့လည်းကျွန်တော်တွေ့ရတယ် And then I want you to see in verse 10. အငယ်10ကိုထူးထူးဖြင့်ကြည့်မယ်ဆိုရင် That in the midst of this storm, Paul, the apostle Paul, speaks up. He says, "Man, I perceive that this voyage will end with disaster and much loss, not only for the cargo and the ship, but also our lives." ငယ်10ကိုပြပေးပါနော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမုံတိုင်းနေကြတဲ့မှာဖျားခင်စကားပြောခြင်းကိုပေါလုကရလာတဲ့ခါမှာဗာပြောလဲဆိုတော့အချင်းလူတို့ယခုမှပင်လယ်ကူးလျင်သင်္ဘောနှင့်ကုံများတို့သည်ဆုံးရှုံးသည်တာမကငါတို့အသက်များပျက်စီးရသောဘေးအန္တရာယ်ရောက်မည်ကိုငါထင်မြင်သည်ဟုတတိပေး၏အာမင် You know, when you are in a storm on a boat, you have no control of anything, you know. မိတ်ဆွေမုံတိုင်းကြုံမှုမလားတော့မသိဘူးမုံတိုင်းထဲမှာတကယ်ပဲသင်္ဘောရောက်သွားပြီဆိုရင်ဘာစက်ကရိယာမှာဒီသင်္ဘောမထုံးနိုင်တော့အားလုံးကလေမုန်တိုင်းရဲ့လေလောက်လိုက်ရတာဖြစ်တယ်ဘာမှထိန်းချုပ်လို့မရတော့ဘူး But you look at this passage here. Remember, Paul is now a prisoner. မထားအောင်တော့ဒီနေရာမှာပေါကဒီစကားပြောပေမဲ့ तू ကတာမန်လူခီးသွားမဟုတ်ဘူး तू ကအချုပ်သားကိုဒီကနေဟိုကိုလွှဲပြောင်းတဲ့အချုပ်ခံရတဲ့အချင်းသားဖြစ်တယ်နော် He's not the ship's captain. သင်္ဘောရဲ့ကပတိန်လည်းမဟုတ်ဘူး He's a chain prisoner. တန်ချိုးနဲ့တောင်မှချီနှောင်ထားရိုးမဟုတ်နော်တန်ချိုးနဲ့တန်ထိတ်ခတ်ခံထားတဲ့အချင်းသားဖြစ်တယ် But yet, in the midst of this storm, Paul began to speak out with authority. အဲ့နေရာမှာကျွန်တော်ကြည့်မယ်ဆိုရင်ဒီမုံတိုင်းကြားထဲမှာပဲအချင်းသားတယောက်ဖြစ်တဲ့ရှင်ပေါလုကတကိုးအာနာနဲ့ तू ကစပြီးတော့စကားပြောလာကိုကျွန်တော်တွေ့ရတယ် He's able to speak with authority because he carries
the word of God in his Amen. life. तू ဘာလို့အဲ့လိုပြောလာနိုင်လဲဆိုတော့ तू ကဖျားခင်နှုတ်ထွက်စကားနှုတ်ကပတ်တော်ကိုတဲဆောင်တော်သူဖြစ်လို့ဖြစ်တယ် Amen. You see, in every storm that you and I go through, God will raise up a prophetic voice for your life. ကျွန်တော်တို့အသက်တာထဲမှာမုန်တိုင်းတစ်ခုကြုံတိုင်းမှာအဲ့ဒီမုန်တိုင်းတစ်ခုစီတိုင်းမှာဖျားခင်စီကနေပြီးတော့ prophet ပြုချက်ကတော့ထွက်ကိုထွက်လာတာဖြစ်တယ် Amen. Someone who sees beyond the surface. ကျွန်တော်တို့ကမုန်တိုင်းကိုမမြင်မဲနဲ့ယုံကြည်သူတွေကမုန်တိုင်းရဲ့နောက်မှာဖျားခင်ပြုတ်ချင်တဲ့အသစ်တော်အရာကိုမြင်တတ်တာဖြစ်တယ် Someone who's able to hear what no one else can hear. မုန်တိုင်းတွေဆူညံတဲ့အထက်မှာဖျားရဲ့အတန်ကိုယုံကြည်သူတွေကကြားတတ်တာဖြစ်တယ် Someone who warns us of the danger. အမှကြုံလာမဲ့ပြဿနာကိုလည်းဖျားခင်အပြင်စကားပြောချင်းနဲ့ကျွန်တော်တို့ကထိုအရာသတိပေးတဲ့နေကိုလည်းသိရမှာ And ဖြစ်တယ် begins to point the way of God. အဲ့မှာချက်ချင်းပဲကျွန်တော်တို့ကယုံကြည်သူတွေကမတက်ရက်လာပြီးတော့မှန်ကန်တော့အသက်လမ်းကိုစတင်ပြီးတော့လမ်းပြလာမှာဖြစ်တယ် You see what the apostle Paul warned in verse 10 was not just the voice of human wisdom. It was a spirit-filled, empowered word of discernment. ခုနဖတ်တဲ့အငယ်30ကရိုးရိုးတာမန်လူအချင်းသားတယောက်ရဲ့စကားတန်တိုးတိုးလေးမဟုတ်ဘဲနဲ့တကယ်ပဲ authority เนาะကျွန်တော်အခွင့်အာဏာရှိတဲ့လူတယောက်ရဲ့စကားကဲ့သို့ဖျားခင်စီကနေသူထွက်လာတာဖြစ်တယ် So it's important for all of us in the storms that you go through in life, make sure that his voice is heard. ကျွန်တော်တို့အသက်တာထဲမှာခက်ခဲပြဿနာကြုံလာတိုင်းမှာတေချောင်းကျွန်တော်လုပ်ဖို့တော့အရာကတော့အဲ့ဒီအခက်ခဲပြဿနာလေမုန်တိုင်းကြားထဲမှာဖျားရဲ့ပြောတဲ့အတန်ကိုကြားတတ်ဖို့အတွက်ကျွန်တော်အရင်ရေးကြည့်ပါတယ် You see, when you go through the storms of life, there will be so many voices that will try to catch your attention. ကျွန်တော်တို့အဲ့မုန်တိုင်းထဲမှာကျုံတဲ့ခါမှာကျွန်တော်တို့ဖျားရဲ့အတန်ပုံပဲနဲ့ကိုယ်ဘေးကနေပေါ့အတန်မျိုးမျိုးကကျွန်တော်တို့ရဲ့ attention ကိုရဖို့အတွက်ကျွန်တော်တို့လမ်းမဖို့အတွက် focus ပြောက်ဖို့အတွက်ကျွန်တော်တို့လာပြီးတော့နှောက်ယှက်မှာဖြစ်တယ် In the storms of life, it's not the absence of the prophetic voice. It's many times we tend to ignore the prophetic voice. အဲ့ဒီမုန်တိုင်းကြားထဲမှာအလုပ်တွေရှုပ်ပြီးတော့ကျွန်တော်တို့တိမ်ငယ်နေတဲ့အချိန်မှာအဲ့ဒီဖျားရဲ့အတန်ကိုကျွန်တော်တို့ကခဏခဏလက်လွတ်သွားတတ်တာဖြစ်တယ် Because many times the prophetic voice is inconvenient. ဘာလို့လဲဆိုတော့ prophet ပြုတဲ့အတန်တော်တော်များများကျွန်တော်တို့အတွက်အစင်မပြေနှစ်သက်ဖွယ်ရာကောင်းတဲ့စကားအနေနဲ့ရောက်လာတတ်လိမ့်မရှိဘူး Many times the prophetic voice will tell us to do things that we don't like. အဲ့တော်တော်များများကဖျားစီရဲ့စကားကကျွန်တော်တို့သဘောကျလှုပ်ချင်တဲ့အရာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့သဘောဝနဲ့စန့်ကျင်တဲ့အရာတစ်ခုခုကိုဖျားတကယ်ခိုင်းစေခြင်းမျိုးဖြစ်နေတတ်တယ် You know, when we go through storms, we want to make it life as easy as possible, right? မုန်တိုင်းထဲမှာကြာနေမှာတော့ဗောနော်အရင်ခက်ခဲနေမှာတော့လွယ်ကူတဲ့အရာပဲကျွန်တော်လှုပ်ချင်တယ်လေ And maybe God says, no, I want you to do this. And you say, but God, I want to do this. ဖျားတကယ်ပြောတယ်ငါသားဒါကိုလုပ်ပါဖျားတကယ်ကျွန်တော်ဒါပဲလုပ်ချင်တယ်ကျွန် You တော် know, ရွေးချယ်တယ် we always like the easy way. လူတိုင်းတော်တော်များများကလွယ်ကူတဲ့လမ်းကိုပဲလိုက်ချင်တယ်လွယ်ကူတဲ့အရာပဲလုပ်ချင်တယ် And because of that, sometimes we ignore the prophetic voice of God. ခါမှာကျွန်တော်ရဲ့စိတ်ကိုအလိုလိုက်ပြီးတော့ဖျားရဲ့စကားတန်ကိုကျွန်တော်ကမေးလျော်လိုက်တယ် But we need to understand this. The prophetic voice is not given to restrict us, but to protect us. prophet ပြုချက်တွေကကျွန်တော်တို့ကိုကန့်သတ်ဖို့တော့မဟုတ်ဘူးနဲ့ကျွန်တော်တို့ကိုကာကွယ်စောင့်ရှောက်ရန်အတွက်ဖြစ်တယ် Amen We must remember that it's always for our own protection. ဖျားစီက prophet ပြုချက်စကားတိုင်းကကျွန်တော်တို့ကိုကွယ်ကာစောင့်ရှောက်ဖို့အတွက်ဖြစ်တယ်ဆိုတော့တတိယရအောင် That leads me to the third point, which is very important. အဲ့ဒါကကျွန်တော်ဆက်ပြီးတော့ဆိုနောက်ဆုံးတတိယအချက်ကိုကျွန်တော်ရောက်လာတာဖြစ်တယ် It says discernment determines destiny. ဝိညာဉ်ထဲမှာခွဲခြားသိမြင်နိုင်စွမ်းကသင်ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးတယ် You see, discernment determines your destiny. ဒီတော့ဒီကြမှတ်ထားအောင်နော်ဒီသုံးလုံးဖြစ်တယ်ဝိညာဉ်ထဲမှာခွဲခြားသိမြင်နိုင်စွမ်းကကျွန်တော်တို့ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးတယ် I want you to notice this in verse 11. It says, nevertheless, the centurion was more persuaded by the helmsman and the owner of the ship than by the things spoken by Paul. Okay ကျွန်တော်တို့အငယ်17နဲ့17ကို we shall read it Yeah. ဒီနှစ်တော့တိုးတော်လဲတန်မှုသည်ပေါလုစကားကိုနားမထောင်ပဲတက်မကင်စကားနှင့်သင်္ဘောတကြီးစကားကိုနားထောင်ဤထိုမြို့၌စောင်းကာလပတ်လုံးမနေသင့်သောကြောင့်တဖန်လွတ်ပြန်၍ဖိနှိပ်မြို့စိတ်သို့မိနိုင်လျင်ထိုစိတ်၌စောင်းကာလကိုလွန်စေသောတာ၍ကောင်းမီဟုလူများတို့သည်ဆိုကြ၏ Now you need to understand this. It says in verse 11, the centurion, the guy that was leading and protecting, taking care of all these prisoners, what did he do? He had to make a decision. ဒီနေရာမှာကျွန်တော်အငယ်17မှာဆိုရင်ကျွန်တော်တို့
တင်ဘောသူကြီးနဲ့ကျွန်တော် Centurion ဆိုတာကတက်မှုပေါ့နော်အယောက်100ကိုအုပ်ချုပ်တဲ့တက်မှုက तू ကအကြီးကဲဖြစ်တဲ့ခါမှာ excuse me ကြီးမားတဲ့ဆုံးဖြတ်ကိုချဖို့အတွက်ဖြစ်လာတယ် Who will he believe? ဘယ်သူကို तू ယုံမလဲဆိုတော့ तू ဆုံးဖြတ်လာတယ် Will he listen to Paul or will he listen to the professionals? ပေါကိုပဲရှင်ပေါလုကြီးရဲ့စကားကိုနားထောင်မလားသို့မဟုတ်တင်ဘောကပတိန်နဲ့ဒီကျွန်တော်တို့တင်ဘောမှုရဲ့စကားကိုနားထောင်မလား तू ဆုံးဖြတ်လာရတယ် So the centurion is the guy, he has to look after all these prisoners, make sure that they get to the place that they're supposed to go. ဘာလို့ဆိုတော့တက်မှုချက်တာဝန်က तू အတူတူခေါ်ဆောင်လာတဲ့ခီးတယ်တွေနဲ့အထူးသဖြင့်အကျဉ်းသားတွေကိုတွားမဲ့နေရာပန်းတာရောက်ဖို့အတွက်သူ့တာဝန်ဖြစ်နေတာ哦 Now, if any other prisoner runs away, အကယ်၍များဒီအကျဉ်းသားတယောက်များထွက်ပြေးလွတ်မြောက်သွားခဲ့မယ်ဆိုရင် so for example, if I'm the prisoner, I run away. ထားပါတော့ကျွန်တော်ကအကျဉ်းသားကျွန်တော်ကထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင် And if my sentence was supposed to be maybe death ထားပါတော့ကျွန် sentence, တော်ကအသေးတန်ကြခံထားတဲ့အကျဉ်းသားဆိုပါစို့ because I ran away, now the centurion will take my sentence. ဝါအကယ်၍အဲ့ဒီအကျဉ်းသားသေးတန်ကြခံတဲ့အကျဉ်းသားလွတ်မြောက်သွားမယ်ဆိုရင်သူ့နေရာအစားဝင်ရမှာကအဲ့တက်မှုဖြစ်တယ် So if I was sentenced to 10 years in prison, he will have to serve 10 ကဲ years. အကျဉ်းသားတယောက်က10နှစ်အကျဉ်းချခံမယ်လို့ဆိုရင် तू ထွက်ပြေးသွားရင်တက်မှုက10နှစ်အကျဉ်းချသူ့ကိုစားခံမှာဖြစ်တယ် So you know his role is very important. If not, he pays the consequence of anything that happens. သူ့ရဲ့တာဝန်ကအရန်ကြီးပါတယ်မဟုတ်ရင်တခုခုလွတ်ချော်ခဲ့ရင်သူကအဲ့ဒါအားလုံးကိုတာဝန်ယူရမယ့်လူဖြစ်တယ် So the Bible tells us that this storm, အဲ့ဒါကြောင့်ဒီကျမ်းစာထဲမှာရေးထားတာဖြစ်တယ် and Paul says, you know, we're going to die. အဲ့ရှင်ဘောပြောရှင်းရှင်းလေးပဲငါတို့တို့ဆက်သွားမယ်ဆိုရင်အားလုံးတည်ကြည်ပျက်စီးမယ်လို့သူပြောတယ် And what are you going to do? So the centurion, the Bible tells us, he was persuaded by the owner of the ship and by the helmsman, the captain of the ship. နောက်ဆုံးမှာတော့တက်မှုကြီးကဒီပို၍ကျွမ်းကျင်တယ်လို့ထင်ရတဲ့ဒီတင်ဘောလုတ်သားတွေရဲ့တင်ဘောကပတိန်စကားကိုပဲနားထောင်ခဲ့တယ်ဆိုကျွန်တော်တွေ့ရတယ် And then in verse 12, this is another very important verse. He says, the majority advised him. အငယ်စနေမှာဆိုရင်တင်မောကတာဝန်ရှိသူမဟုတ်ဘူးနဲ့လူတော်တော်များများကထိုကဲ့သို့လှုပ်ဆောင်ဖို့အတွက်အကြံပေးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ် You see, what was happening is Paul wanted them, because of the weather, to stop, to stay at where they are in fair heavens. အဲကြောင့်ကျွန်တော် finish sake လို့ဆိုတဲ့နေရာမှာပဲဆက်သွားရင်ဒုက္ခရောက်နေဆိုတဲ့ကြောင့် तू ကရှင်ပေါလုကဒီနေရာမှာငါတို့ခဏဆက်နေရအောင်ဆက်မသွားဘဲနဲ့နားရအောင်လို့ပြောခဲ့တာဖြစ်တယ် But they wanted to set sail and go to this place called Phoenix. ဒါပေမဲ့အားလုံးကစကားနားဖတ်နေ Phoenix ဆိုတဲ့နေရာကိုဆက်သွားမယ်ဆိုပြီးခေါင်းမာပြီးတော့သူတို့ကဆက်ပြီးခီးဆက်တယ်တွေ့ရတယ် And let me explain these two places to all of us ဒီ today. အခန်းငယ်နှစ်ခုကိုတေချာလေးကျွန်တော်ပြန်ရှင်းပြပေးခြင်းတယ် Fair Heavens is a very, very small town. ပထမပြောတဲ့မြို့ကအရန်ကိုတင်းငယ်တဲ့မြို့ဖြစ်တယ် There is nothing in this town. အဲ့ဒီမြို့မှာဘာမှမရှိဘူး It's မြို့ like- ငယ်လေးဖြစ်တယ် It's like a small village and nothing is there. မြို့ရွာတက်တက်လေးဖြစ်ဘာမှတော့ကျွန်တော်တို့စားတော့ကုန်နေအကုန်ရှားပါတဲ့မြို့ဖြစ်တယ် But နေရာဖြစ်တယ် Phoenix is a big city. Phoenix ကကျတော့အရန်ကြီးတဲ့မြို့တော်ကြီးဖြစ်တယ် There's a lot of things happening in Phoenix. အမှများစွာသောအရာတွေကကျွန်တော်တို့လွယ်ကူရယူနိုင်တယ် So when you look at it, why would I want to stay in this small village where there's nothing for me to do? I want to go to a big city. အဲ့တော့ကျွန်တော်လူအနေနဲ့ကြည့်မယ်ဆိုရင်ဟာဒီနေရာမှာဘာမှကျွန်တော်အဆင်မပြေတဲ့ရွာငယ်လေးမှာတောင်တင်နေမှစားပို့ပြီးနည်းနည်းစွန့်စားပြီးတော့မြို့ကြီးကိုရောက်အောင်သွားမှာပေါ့လို့အားလုံးကဆုံးဖြတ်ကြတယ် And the Apostle Paul was saying that, look, the weather is going to get worse. We need to stay here. If not, we will die. ပေါလုကတော့ပြောတယ်မဟုတ်ဘူးရာသူကတာဝဲဆိုးလာမယ်ငါတို့ဒီမှာပဲခဏနေသိနေလို့သူကပြောတယ် But the owner of the ship and all the people says, no, we want to go to Phoenix because if we're going to rest, it's a nicer place to rest. ဘာလဲဆိုတော့ဒါပေမဲ့ကျွန်တော်တင်ဘောပိုင်ရှင်ကောတင်ဘောရဲ့ captain ကောအားလုံးကမဟုတ်ဘူးငါတို့ဒီမှာမနာဘူးနည်းနည်းဆက်သွားလိုက်ရင်အဲ့ဒီနေရာမှာ Phoenix မြို့မှာငါတို့ကကောင်းကောင်းနားပြီးနေလို့ရတယ်ဆိုပြီးသူကပြောလာသူတို့ကဆုံးဖြတ်လာတယ် So in the natural, all of us, if we were on that boat, we would say, yeah, Phoenix is a nice place to go to. မိတ်ဆွေအခုတော့ပြောနေဟာသူတို့ဘာလို့ရွေးလဲတကယ်မိတ်ဆွေနဲ့ကျွန်တော်ဒါအဲ့တင်ဘောထဲမှာပါတဲ့လူဆိုလဲအားလုံးအဲ့လိုပဲသဘောတူမှာဟာဘာလို့ဒီရွာမှာဘာမှမရှိနေဘာလို့လုံးမှာတော့နည်းနည်းလေးဆက်သွားပြီးတော့မြို့ကြီးမှာပဲကောင်းကောင်းနားမှာပေါ့လို့ပြောကြမှာပဲ Okay, I'll give you an example here in Singapore, right? စင်ကာပူနဲ့ဥပမာပေးကြည့်အောင် I know a lot of Myanmar people hang out in Peninsula area, City Hall, မြန်မာအားလုံးက Peninsula City Hall ကိုသွားကြတယ်နော် right? When I pass by there on Sunday, it's like
whole Myanmar is there. အဲ့သွားလာညမလူပင်လည်းပြင်းကြနေရပါနော်အဲ့မှာ तू သွားလာတွေ့တယ် It's a place that you identify with. It's a place that you like. It's a place, and there's nothing wrong with it. ဘာလို့လဲဒီကမြန်မာတွေစုံတဲ့နေရာပဲဆိုင်နေစုံတယ်ဒါတွေရွေးချယ်လို့မိတ်ဆွေမမှားပါဘူးဒီနေရာသွားရမယ့်နေရာဖြစ်တယ် Because if you need to buy things, everything is there for မြန်မာ you. ပြည်ကပစ္စည်းတစ်ခုလိုချင်တယ်ဝယ်ချင်တယ်ဆိုတော့ဆိုင်နေအလုံးအဲ့နေရာမှာရှိနေတာဟုတ် That was like what Phoenix is like. အဲ့ဒါက Phoenix လိုပဲကျန်းစာတဲ့ခုနကမြို့ကြီးလိုပဲ But Fair Heavens is nowhere တခြားမြို့ကြောင့်ဘယ်မှာလဲဆိုတော့ဘယ်လိုဟာမျိုးလဲဆိုတော့ Tuas. Tuas လိုနေရာပေါ့နော်ဟိုအကြောင်းနောက်ဆုံးမှာ How many of you have gone to Tuas? Tuas ကိုရောက်ဖို့ဘယ်နှစ်ယောက်ရှိလဲယောက်ျားလေးတွေကလွဲလို့ It's very far away on the other side of Singapore. ကျွန်တော်တို့ဟိုမလေးရှားနယ်ဆက်နော်ကျွန်တော်တို့ဘွန်လေးကနေအဝေးကြီးဆက်သွားတဲ့နေရာကျွန်တော်တို့အလုတ်သမားကျွန်တော်တို့အလုတ်တွေတချို့ပဲစက်မှုစုံပဲရှိတဲ့နေရာဖြစ်တယ် It's all factories there. ကျွန်တော်တို့အလုတ်စက်ုံတွေအဲ့နေရာမှာရှိတယ် There's not even a shopping center. shopping center တော့ကောင်းကောင်းမရှိဘူး So Fair Heavens is like Tuas. အဲ့ Fair Haven ဆိုတဲ့ရွာက Tuas လိုပဲ Phoenix is like Peninsula. Phoenix ကတော့ကျွန်တော်တို့ City Hall Peninsula ပဲသဘောထားပါစို့ So when imagine Pastor Kim asks you where you want to go, you all say I want to go Peninsula. ပါစကင်အမေမင်းတို့ဘယ်သွားချင်လဲအားလုံး Peninsula ပဲပြောကြမှာပေါ့ Nobody will say I want to go ဒီ Tuas. မှာလား Tuas သွားမယ်လို့ကျွန်တော်ဆန္ဒပြုမှာမဟုတ်ဘူး And this is what was happening here. အဲ့ဒါဘာဖြစ်နေလဲဆိုတာဒီဟာပဲကျွန်တော်ပေးတဲ့ဥပမာတိုင်းဖြစ်နေတာဖြစ်တယ် Because in the natural, we will always look for Phoenix. တဘောအထဲမှာတော့ကျွန်တော်တို့အမြဲတမ်းတာ၍ကောင်းတယ်လို့ထင်ရတဲ့မြို့ကြီးကိုပဲကျွန်တော်ရွေးချယ်ပါ But the prophetic word was this: you stay where you are for your safety. ဒါပေမဲ့ဖျားစီကလာတဲ့ prophet စကားကတော့မင်းရှိတဲ့နေရာမှာပဲနေပါလို့ပြောတာဖြစ်တယ် You see, the safest place is always where God wants you to be. ကျွန်တော်တို့ကလုံခြုံစိတ်ချရဆုံးနေရာတော့ဖျားထားတဲ့နေရာဖျားရှိစေခြင်းတဲ့နေရာမှာရှိနေခြင်းဖြစ်ပါတယ် You see, it's Amen. not the most attractive place, but it's the place where God wants you to be. ဆွဲဆောင်သူအရန်ကောင်းတဲ့နေရာမဟုတ်ဘဲနဲ့ဖျားတကယ်မိတ်ဆွေကိုထားတဲ့နေရာမှာနေခြင်းကလုံခြုံစိတ်ချအဆုံးဖြစ်ပါတယ် And if God speaks to you and tell you to stay in Tuas, we stay in ဖျား Tuas. ခင်မိတ်ဆွေအကဲများ Tuas ကဲ့သို့နေရာမှာပဲနေပါလို့ပြောလာရင်လည်းကျွန်တော်တို့နာခံခြင်းနဲ့နေဖို့ဖြစ်တယ် You see, discernment is not about following what feels comfortable or convenient or popular. ကျွန်တော်တို့ဒီဖျားဝိညာဉ်ထဲမှာခွဲခြားသိမြင်နိုင်စွမ်းဆိုတာကကိုတက်တောင့်တက်တာဖြစ်တဲ့အရာအရှင်ပြေတဲ့နေရာသို့မဟုတ်လူအမြောက်များစွာကနှစ်သက်တဲ့အရာကိုလိုက်နာတာမဟုတ်ဘူး It's about recognizing and obeying the voice of God. အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဝိညာဉ်ထဲမှာခွဲခြားသိမြင်နိုင်စွမ်းဆိုတာကအများရဲ့အမြင်နဲ့ဆန့်ကျင်နေတော့မှဖျားရဲ့အတန်ကိုသိပြီးတော့နာခံခြင်းဖြစ်တယ်အာမင် And this is the problem. Many times we don't discern the prophetic voice of God. အဲ့ဒါပြဿနာပဲကျွန်တော်တို့အချိန်တော်တော်များများကျွန်တော်တို့ဖျားသခင်ရဲ့စကားအတန်ကိုကျွန်တော်နားမထောင်ကြဘူး You see, we begin to lean in on so many other voices. ကျွန်တော်တို့ကတစ်ချိန်လုံးတခြားအရေးမကြီးတဲ့အတန်တွေနောက်ကိုပဲကျွန်တော်တို့ကသွားပြီးတော့နားယောင်ကြတယ် And the enemy uses those different voices to stir fear in us. ပြီးရင်ကျွန်တော်တို့စာတန်းကလည်းအရန်အလုပ်လုပ်တဲ့အခါမှာဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီကျွန်တော်တို့တခြားတာနာပေါ်ဝဲတဲ့အတန်တွေကနေပြီးထည့်ပြီးကျွန်တော်တို့ယုံကြည်ခြင်းကိုတန်တရားတွေဖြစ်လာဖို့တူအထဲမှာကျွန်တော်လှိုက်စားစေတယ် You see, today, many of you, if not all of you, are on social media. ကျွန်တော်တို့တော်များများပေါ့နော်တချို့လောက်ပဲရှိမယ်အားလုံးကလူမှုကွန်ရက်เนาะကျွန်တော် social media တွေကိုသုံးကြတယ် You're on Instagram or you're in TikTok, right? ချို့တွေက TikTok ချို့တွေက Instagram သုံးကြတယ်မလား And there are so many voices that comes up from there. အဲ့ကနေပြီးကျွန်တော်အမြောက်များစွာတော့အတန်မျိုးမျိုးကကျွန်တော်စီကို input တွေနဲ့ဝင်လာတယ် And sometimes those voices begin to cloud the voice of God that God is speaking to us. အဲ့ဒီအတန်တွေကဘယ်လိုဖြစ်လဲဆိုတော့ဖျားရဲ့အတန်ကိုမကြားနိုင်ဘူးအတွက်တိမ်တိုက်လို့ပဲကျွန်တော်တို့ကာယံထားတော့ကျွန်တော်တို့ကဖျားရဲ့အတန်ကျွန်တော်တို့စီမရောက်နိုင်တော့ဘူး And discernment is our safeguard. အဲ့မှာတိဖို့ကကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာခွဲခြားသိမြင်နိုင်ခြင်းကကျွန်တော်တို့တို့ရဲ့အသက်ကိုကျွန်တော်တို့ခေါ်မလဲကျွန်တော်တို့ကဲလွတ်ရာဖြစ်တယ်ဖျားရဲ့အတန်ကိုကြားတတ်ခြင်းက Because it demands faith to choose God's wisdom over human wisdom. ကျွန်တော်မှတ်ထားဖို့ကတော့လူအတန်တွေမဟုတ်ဘဲနဲ့ဖျားရဲ့အတန်ကိုကြားတတ်ဖို့ကတော့ယုံကြည်ခြင်းနဲ့မလွယ်ကူသောအရာကိုရွေးချယ်ခြင်းကတော့လိုအပ်တာဖြစ်တယ် You see, it's to look beyond the appearance. ကျွန်တော်မြင်ရတဲ့အရာရဲ့နောက်ကွယ်ကြော်လွန်ပြီးတော့ဖျားခင်ဘာအမှုပြုနေမလဲဆိုတာမြင်နေရတာတခုပဲမဟုတ်ဘဲနဲ့အဲ့နောက်ကွယ်မှာဖျားပြုတဲ့အရာကိုယုံကြည်ခြင်းနဲ့မြင်တတ်ခြင်းလည်းဖြစ်တယ် And begin to recognize God's direction in our lives. ပြီးရင်ကျွန်တော်တို့အသက်တာထဲမှာဖျားရဲ့ညွန်ပြတဲ့သူ့ရဲ့လမ်းစဉ်ကိုကျွန်တော်တို့ကနားလည်တတ်လာတဲ့အရာဖြစ်တယ် You see, many years ago, နှစ်ပေါင်းများစွာတုန်းက I was, in church and I was looking for a new leader. ကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကကျွန်တော်အသင်းတော်ဦးဆောင်နေနဲ့ကျွန်တော်နောက်ထပ်
တင်မြောက်လို့ရမယ့်ခေါင်းဆောင်တယောက်ကိုကျွန်တော်ရှာတယ်ဆိုကျွန်တော်အချိန်တော်တော်များစူးစမ်းနေတယ် to serve in a particular ministry in my church. ကျွန်တော်ရဲ့ဒီအသင်းတော်မှာရှိတဲ့ကဏ္ဍတစ်ခုမှာဥဆောင်ပေးဖို့အတွက်ကျွန်တော်ကခေါင်းဆောင်တစ်ကိုရှာနေတာပေါ့ I already appointed 3 or 4 of them, and they were doing very well in the ministry. ကျွန်တော်3-4ယောက်လဲထိုကဲ့သို့ခန့်ခဲ့ပြီးသူတို့ကလည်းကောင်းကောင်းဖျားရမှုတော်ကိုဆောင်နေကြတယ် Every one of them that I appointed, I sought, I prayed, and asked God, who are these people? And God showed me. ကျွန်တော်အဲ့လိုခွဲခန့်မှုကြုံလာတိုင်းမှာဖျားတခင်ကိုမေးတယ်ဘယ်လိုလဲဘယ်လိုထဲရမလဲဘယ်လိုစကားပြောရမလဲဘယ်လိုသူ့ကိုတာဝန်ပေးရမလဲဆိုအားလုံးကိုကျွန်တော်ဖျားနဲ့အနှံနဲ့ဖျားတခင်ကလည်းကောင်းကြီးပေးတယ်အားလုံးကလည်းကောင်းမှုစွာနဲ့အလုပ်လုပ်နိုင်တယ် And this person, you know, he went overseas to study. He came back. Everyone told me, he says, Pastor, this is a good guy. We should appoint him. ဒီတယောက်ကြတော့သူကနိုင်ငံခြားမှာသွားပြီးတော့ပညာတော်တွေသင်ပြီးတော့ပြန်လာတယ်တင်းတော်တင်သားအားလုံးကလည်းပြောဟာဆရာ तू ကတော့အရင်ကောင်းတယ်နောက်ထပ်ခေါင်းဆောင်တယောက်နေသူ့ကိုကျွန်တော်အားလုံးကတော့ recommend ပေးတာပေါ့နော် And on outward appearance, he's a good guy. တော်တော်များများလည်းပြောတာဟာ तू ကလူကောင်း तू ကဖြစ်တင်တယ် And so I began to listen to the voice of the majority. I appointed him. ကျွန်တော်လည်းအားလုံးရဲ့စကားတွေနားထောင်နားယောင်ပြီးတော့ကျွန်တော်လည်းသူ့ကိုပဲကျွန်တော်ပြောတဲ့နေရာကိုကျွန်တော်ခန့်လိုက်တယ် And soon after, I realized the mistake that I made. မချခင်မှာပဲကျွန်တော်ငါအမှားတစ်ခုလုပ်ခဲ့မိပြီဆိုတော့ကျွန်တော်ပြန်လဲပြီးတော့တီးလိုက်ရတယ် He couldn't work with the rest of the people. သူကကျန်တဲ့လူအားလုံးနဲ့အတူတူအလုံးမလုံးနိုင်ဘူး And it came to the point that I have to remove him. နောက်ဆုံးမှာကျွန်တော်မတက်တာတဲ့အဆုံးမှာသူ့ကိုပြန်ပြီးတော့ကျွန်တော်ဆွဲနှုတ်လိုက်ရတယ် You see, I didn't discern the voice of God. ကျွန်တော်အဲ့ညမှာဘာမလုပ်ခဲ့ဘူးလဲဆိုတော့ဝိညာဉ်ထဲမှာခွဲခြားသိမြင်နိုင်စွမ်းကိုကျွန်တော်မလုပ်ခဲ့ပဲနဲ့အားလုံးရဲ့အတန်ကိုကျွန်တော်နား I ထောင် began to listen to the majority. အများစုရဲ့ထင်မြင်ချက်ကိုကျွန်တော်လိုက်လုပ်ခဲ့မိတယ် You see, all of us can make that kind of mistake. လူတိုင်းဒီမှာအားလုံးကထိုးအခဲတို့အမားကိုကျူးလွန်မိနိုင်ပါတယ် So learn to discern the voice of God for ဘု your ရားရဲ့ life. အတန်ကိုကြားနာတတ်ဖို့ခွဲခြားစိတ်ပြတတ်ဖို့အတွက်ကျွန်တော်တို့သင်ယူရအောင် And you do that by saturating yourself with the word of God. ဒီနေ့မှာကျွန်တော်တို့ဖျားရဲ့နှုတ်ကပတ်တော်ထဲမှာအများကြီးနဲ့ရှိုင်းစွာအသက်ရှင်ခြင်းနဲ့ပဲကျွန်တော်လုပ်နိုင်မှာဖြစ်တယ် You do that by walking close with the Holy ပြီး Spirit. ကျွန်တော်ဝိညာဉ်ထဲမှာဝိညာဉ်တော်နဲ့နီးကပ်စွာရှောက်လန်းခြင်းနဲ့လည်းကျွန်တော်တို့ဖျားရဲ့အတန်နဲ့နားလည်နိုင်မှာဖြစ်တယ် You do that by listening to the counsel of godly men and women of God. ဖျားခွဲခန့်မှတ်ထားတဲ့လူတွေရဲ့တမန်တရားနဲ့ကိုက်ညီတဲ့အကြံပြုချက်ဖော်ပြချက်တွေကိုနှိမ့်ချစွာနဲ့နားထမ်းလိုက်လျှောက်တတ်ခြင်းအနေနဲ့ကျွန်တော်တို့ဖျားခင်စီကလာတဲ့ဝိညာဉ်ရဲ့ခွဲခြားစိတ်ဖြာနိုင်စွမ်းကိုမိတ်ဆွေရရှိမှာဖြစ်တယ် And when you do that, even in the midst of a storm, you will feel very safe. အဲ့လိုဒါမိတ်ဆွေလိုက်လျှောက်သက်ရှင်မယ်ဆိုရင်မုန်တိုင်းတွေဘလောက်လာအဲ့ဒီမုန်တိုင်းတွေမိတ်ဆွေကတည်ငြိမ်စွာနဲ့ယုံကြည်ခြင်းခံမြဲစွာနဲ့မတက်ရက်နိုင်မှာဖြစ်တယ် Amen? Amen You see, you will still go through the storm, but you will be very secure in the storm because you know that God is with you. ဘာလို့လဲဆိုတော့ကျွန်တော်တို့ကမုန်တိုင်းထဲမှာရောက်နေမုန်တိုင်းအလယ်မှာရှိခဲ့ရင်တော့မှကျွန်တော်တည်ငြိမ်စွာနဲ့ခံမြဲစွာနဲ့မတက်ရက်ပြီးတော့ရက်နိုင်တာဘာလို့လဲဆိုတော့ကျွန်တော်တို့ကဖျားခင်တွေကနေခွဲခြားတည်မြင်နိုင်စွမ်းကိုရရှိထားလို့ဖြစ်တယ် And I'm close to this last point. နောက်ဆုံးချက်ကိုကျွန်တော်ပြောချင်တယ် Not every gentle wind is an open door. ညင်သားစွာတိုက်ခိုက်လာတဲ့လေပြေတိုင်းကတော့ဖျားခင်ဖွင့်တဲ့တကားတော့မဟုတ်ပါဘူး Because it says this in verse 13 when the south wind blew softly, supposingly they obtained their desire, they set sail. အငယ်73မှာတောင်လေသည်ဖြင်းချင်းစွာလာသောအခါယခုမိနိုင်သည်ဟုစိတ်ထင်နှင့်လွှင့်၍ကရတေကျွန်းသားသို့ရှောက်သွားကြ၏ They suppose, when the winds came down, they thought, now this is a good time for us to sail to Phoenix because that's the place they all want to go. လေပြင်းကြီးလေးတိုက်လာတဲ့ခါမှာဟာဒါတော့အချိန်ကောင်းပဲငါတို့ခုချိန်မှာသွားမယ်ဆိုပြီးသူတို့စပြီးတော့လှုပ်ရှားကြတယ်ပေါ့ Because at that point, he says, it looked good. The winds were gentle, the winds were calm, the seas were good. ဘာလို့အဲ့လိုဆုံးဖြတ်ချက်လဲပင်လယ်ကြီးကငြိမ်သက်နေတယ်လေပင်လေကြီးနဲ့တိုက်ခိုက်တဲ့ခါမှာသူတို့အစိတ်ထဲမှာတော့ဒါအကောင်းဆုံးသောချိန်ပဲဆိုသူတို့ဒီဆုံးဖြတ်ချက်ကိုချလိုက်တယ် And so because they listened, the centurion listened to the majority, they set sail. ဘာလို့လဲအဲ့အချိန်မှာဒီတမမှုကဆုံးဖြတ်မဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ခုနအများရဲ့စကားလည်းရှိတယ်လို့အချိန်တင့်မဲ့လေကလည်းငြိမ်တယ်ပင်လယ်ကလည်းငြိမ်လာတဲ့ခါမှာဒီဆုံးဖြတ်ချက်ကိုကျွန်တော်ချလိုက်တာဖြစ်တယ် And the Bible tells us once they set sail, after they set sail, there was this huge storm that came. ကျမ်းစာမှာဆက်ဖတ်မယ်ဆိုတွေ့ရတယ်ချက်ချင်းပဲကျွန်တော်ဒီအောင်ဆုံးဖြတ်ပြီးတော့စလဲထွက်ရောကြီးမားဆုံးလေမုန်တိုင်းနဲ့သူတို့စကြုံရတော့တာဖြစ်တယ် Everything changed. အရာအလုံးပြောင်းလဲသွားတယ် You see, it's important for us to realize this. ကျွန်တော်ဒီအရာကိုကောင်းကောင်းနားလည်ဖို့အတွက်အရင်ရေးကြည့်ပါတယ်
That because we all like Phoenix, we all like Peninsula. ကျွန်တော်အားလုံးက Phoenix မြို့အကြီးကိုလည်းကြိုက်တယ် Peninsula လိုနေရာမျိုးကိုလည်းကျွန်တော်တို့ကြိုက်ကြတယ် And we may feel that the rain has stopped, we should go. မိုးတိတ်သွားပြီလေပင်လေးလောက်ငါတို့သွားတင်ပြီလို့ဆုံးဖြတ်မိကြမယ် And as you go, suddenly the rain and the huge storm come. မိတ်ဆွေလည်းသွားရောချက်ချင်းပဲเนาะကြီးမားတဲ့လေပြင်းမုန်တိုင်းနဲ့မိုးရွာချခြင်းတွေဖြစ်လာမယ် You see, that's how Satan works in our lives. အဲ့ဒါကစာတန်အလုပ်လုပ်တဲ့ပုံစံပဲကျွန်တော်တက်တာထဲမှာ You see, Satan is very smart. He knows our desire. စာတန်အရန်ပါနေတယ်เนาะကျွန်တော်တို့ရဲ့နှလုံးသားဆန္ဒတွေ तू သိတယ် He knows what you and I like. ကျွန်တော်တို့ဘာတွေကြိုက်လဲဆိုတာ तू ကကောင်းကောင်းသိတယ် And so he gives you that small glimpse. ကျွန်တော်တို့တာယာစရာလေးတစ်ခုလေးအရင်ထည့်ပေးလိုက်တယ် And then we walk in it. ကျွန်တော်အဲ့ထဲကိုဝင်သွားတယ်အဲ့တန်တရားဟိုထဲကိုဝင်သွားတယ် We fall into the bed that Satan lays အ before မှ us. ကျွန်တော်တို့စာတန်ကြိုတင်ပြင်ဆင်ထားတဲ့ထောင်ချောက်တွေကျွန်တော်တက်တက်ကိုကြာသွားတော့တာပဲ And then suddenly the storm comes. အမှချက်ချင်းပဲလေမုန်တိုင်းကရောက်လာတာဖြစ်တယ် This was no ordinary storm. This was a huge storm. ဒီမုန်တိုင်းကပုံမှန်မုန်တိုင်းမဟုတ်ဘဲနဲ့ကြီးမားပြင်းထန်သောမုန်တိုင်းဖြစ်ပါတယ် You see, friends, ignoring God always leads to painful consequences. ဖျားကိုအတန်ကိုနားမထောင်မဲနဲ့လိလူရှုခြင်းကနာကျင်စရာတွေเนาะအခက်အခဲပြဿနာအပေါင်းစုံနဲ့ကျွန်တော်တို့ကရောက်ဒုက္ခပြဿနာတွေမှာကြုံရတတ်ပါတယ် That gentle wind can deceive us many times. ခါကြရင်အဲ့လေပြေလေညင်းလေးရပဲကျွန်တော်တို့ကိုဒုက္ခရောက်စေတာဖြစ်တယ် And many times Satan used that gentle wind to deceive us. ချိန်တော်တော်များများမှာလဲစာတန်ကအဲ့ဒီညင်သာလှတဲ့လေပြေလေးညင်းနဲ့ကျွန်တော်တို့ကိုဖျက်ဆီးတယ် You know, many poor decisions are made in moments of calm. မှာယွန်းသောဆုံးမချက်များစွာကမုန်တိုင်းအလယ်မှာမဟုတ်ဘဲနဲ့အရာအလုံးငြိမ်သက်နေလို့ထင်ရတဲ့လေပြေလေညင်းတက်ခဲ့တဲ့အချိန်မှာချမိတဲ့ဆုံးဖြတ်ချက်တွေဖြစ်တတ်တယ် You see, when everything is calm, we don't tend to listen to the voice of God. အရာလုံးတည်ငြိမ်နေပြီဆိုရင်ကျွန်တော်ကဖျားရတန်ကိုလည်းကြားဖို့လည်းမပြင်ဆင်မိပြန်ဘူး Am I right? We don't, because everything looks အ good. ရာလုံးဆင်ပြေလဲတခါဖျားတန်ကိုမကြားချင်ကြပြန်ဘူးမကြားတတ်ကြပြန်ဘူး We know where to go. ငါတို့တည်တယ်ငါတို့ဘယ်သွားမလဲငါတို့တည်တယ် You know, today on our phones we have Google Maps, right? ဖုန်းထဲမှာ Google Map ရှိတယ်လေ And sometimes you do not know a place, you set where you want to go, and then the Google Map will tell you turn left, turn right, you know, right? ကိုမရောက်ဘူးတဲ့နေရာတော့မှကျွန်တော်နေရာလေးကိုမသိဘူးဆိုရင်တော့မှကျွန်တော် Google ထဲမှာ Map ထဲမှာထည့်ပြီးတော့ तू ကပြောမယ်ဘယ်ကွေ့ပါညာကွေ့ပါတက်တက်သွားပါကျွန်တော်သွားကြတယ် Say 300 meters, turn right, you just turn right. 300 မီတာရောက်ရင်ညာကွေ့ပါကျွန်တော်ကွေ့ချပစ်လိုက်တယ် When it says go straight, you just go ဆက် straight. ဆက်သွားပါကျွန်တော်သွားလိုက်တယ် Now the problem is sometimes we know the way to get there. ကျွန်တော်တို့သိတယ်ပြဿနာကအဲ့နေရာကိုကျွန်တော်ရောက်မယ်ဆိုတော့ကျွန်တော်သိတယ် And so when Google tells you turn right, you say, no, I know this way, you go straight. ခါကျကျွန်တော်တို့ကရောက်ဘူးတဲ့နေရာကြတစ်ခါကျွန်တော်နားမထောင်ပြန်ဘူး तू ညာဘက်ကွေ့ပါဆိုကျွန်တော်တက်တက်သွားတာပဲ Then you go straight and realize, hey, this is not the place. အဲ तू စိတ်ထင်နဲ့သွားတဲ့ခါလွဲပြန်ပြီဟာဆိုပြီးတော့ကျွန်တော် Map ကိုမလိုက်မိကဒုက္ခရောက်ပြန်ရော And then you look at Google, then Google will tell you, turn back. အမှယူခဲ့ပြန်ပေါ့မယ်ယူတန်းပြန်တန်းပါလို့ပြောလာလိမ့်မယ် You see, that's how sometimes we make decisions. ဒါကကျွန်တော်တို့အသက်တာထဲမှာမြင်အောင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ခဏခဏပြုမိတဲ့ဆုံးဖြတ်ချက်အမှားတွေဖြစ်ပါတယ် Because we listen and trust the gentle wind. ကျွန်တော်တို့ကလေပြေလေညင်းအတန်လေးကိုပဲကြားချင်တဲ့လူတွေဖြစ်လို့ဖြစ်တယ် You remember Adam and Eve? အာရနဲ့အေဝါအကြောင်းမှတ်မိကြမှာပါနော် They lived in the garden of Eden. Everything was there. သူတို့နေရတာကအရာအလုံးပြည့်ပြည့်စုံတဲ့အေဒင်ဥယျာဉ်ထဲမှာဖြစ်တယ် A place of perfection, of beauty. အရာအလုံးပြည့်စုံခြင်းရှိတယ်အရာအလုံးလှပခြင်းနဲ့ပြည့်ဝနေတဲ့အေဒင်ဥယျာဉ်မှာနေရတာနော် The Bible tells us, God says you can eat anything in the garden except one tree you don't eat. ကျမ်းစာဘယ်လိုပြောထားလဲဆိုတော့အေဒင်ဥယျာဉ်ထဲမှာရှိတဲ့အသီးအပင်တွေအားလုံးကိုစားလို့ရတယ်အပင်တစ်ခွေအသီးကိုပဲမစားပါနဲ့လို့ပြောထားတာ Not very difficult, you know. You got so many that you can choose, but that one you cannot do, and they touch that one. တကယ်စစ်စစ်ချင်းလွယ်လွယ်လေးတော့အပင်တွေထောင်နဲ့တောင်းနဲ့ချီရှိတဲ့နေရာတစ်ခုပဲမစားနဲ့လို့ပြောတာတိတ်ခက်ခဲတဲ့ညွန်ကြားချက်တော့မဟုတ်ဘူးနော် You see human nature? We are like that. လူကအဲ့ဒါပဲပြဿနာတော့လူဆိုတာအဲ့လိုမလုပ်ပါနဲ့ဆိုမှလုပ်ချင်တာဟုတ်တယ် You look at the nation of Israel. God used the prophets, tell them, you know, obey God, obey God. တမန်ကျမ်းစာထဲမှာလည်းဣသရေလလူမျိုးတွေကို prophet တွေနဲ့ပြောတယ်ဖျားကိုနားထောင်ပါနားထောင်ပါလို့ခဏခဏသတိပေးတယ် But they will disobey. ဒါပေမဲ့သူတို့ကနားမထောင်ဘူး And then when they disobey, then they will repent. ခါတစ်ခါပြန်နားထောင်လိုက်ပြန်ပြီးတစ်ခါပြန်ပြီးတော့အသက်တာပြောင်းလဲပြန်နောက်နားရပြန်ပြီး After they repent, God bless them. နောက်နားရတစ်ခါဖျားတကယ်ကောင်းကြီးပေးပြီ Then what happens? They forget. ကောင်းကြီးပေးပြီးခဏကြာလာတစ်ခါဖျားတကယ်နှုတ်ကတော့မေ့သွားပြန်ပြီ They disobey God ပြန် again. ပြီးနားမထောင်တော့ပြန်ဘူး The enemy will come and attack ရန် them. သူကလာတိုက်ပြန်ပြီးသူတို့နားမထောင်လို့ You see, constantly in life,
အဲ့လိုပဲကျွန်တော်တို့တောက်လျှောက်နော်တီမြဲစွာနဲ့နော်တီမြဲစွာနဲ့တကားနားဖောင်ခြင်းကရှိနေတာ You see, when everything looks good, အရာအလုံးကြည့်လို့ကြည့်ပျော်ရှုပျော်အစဉ်ပြေတဲ့အချိန်မှာ we think we know better. ကျွန်တော်တို့ထင်တာငါကောင်းကောင်းကျွမ်းကျင်နေပြီငါကောင်းကောင်းသိနေပြီလို့ကျွန်တော်တို့ကိုယ့်ကိုအထင်ကြီးမိတတ်တယ် And we don't trust the voice of God အမှ anymore. ဖျားရဲ့စကားကိုကျွန်တော်တို့မယုံတော့ဘူးလက်လည်းမခံခြင်းတော့ And that was what happened in this story ဒါ here. ကဒါဘလို့ဖြစ်ခဲ့လဲဆိုတာဒီနေရာမှာကျွန်တော်တို့ဒီကျမ်းစာထဲမှာအတိအကျတွေ့ရတာဖြစ်တယ် And it's really by the grace of God that God protected all of them. ကျေးဇူးတော်ကြောင့်ဖျားခင်ကသူတို့ကိုတော့နောက်ဆုံးမှာရှင်ပေါလုကြောင့်အလုံးကိုကွဲကားပြီးတော့အသက်ဆုံးရှုံးခြင်းတော့မရောက်ရအောင် The ship, they went to a shipwreck, they had to throw everything off, but God preserved every single one of them. သူတို့ရဲ့တင်ဘောနဲ့ကုံတွေအားလုံးကိုတော့သူလွတ်ပစ်လိုက်ရဒါပေမဲ့လူတွေကိုတော့ဖျားခင်ကအသက်ရှင်ခွင့်ပေးခဲ့တယ် And as I bring this to a close today, ကျွန်တော်အခုအဆုံးသတ်ခါနီးမှာ let me say this. Never be afraid to trust an unknown future to a known အာ God. မင်သင်မသိသေးသောအနာဂတ်ကိုသင်ကောင်းစွာတည်ကြံသောဖျားခင်ဤလက်တော်ထဲသို့အနံ့ရန်ဘယ်တော့မှမကြောက်ရွံ့ပါနဲ့ပြန်ဖတ်ကြည့်အောင်သင်မသိသေးသောအနာဂတ်ကိုသင်ကောင်းစွာတည်ကြံသောဖျားခင်ဤလက်တော်ထဲသို့အနံ့ရန်ဘယ်တော့မှမကြောက်ရွံ့ပါနဲ့အာမင် You know, one of the great things that I appreciate this church is that I know what many of you, if not all of you, go through in light of what's happening in your country. ကျွန်တော်သိတာကဒီအသင်းတော်မှာယုံကြည်သူတော်များများကလွန်ခဲ့တဲ့နှစ်တွေမှာပေါ့နော်ကျွန်တော်တို့ခက်ခဲပင်ပန်းခြင်းတွေနဲ့အခြေအနေမျိုးမျိုးနဲ့ဖြတ်သန်းခဲ့ရတာဖြစ်တယ် And you come here and you work hard. ပြီးတော့အဲ့ဒီအခက်အခဲတွေကနေရုန်းထွက်နိုင်ဖို့အတွက်ကျွန်တော်ဒီနိုင်ငံကိုရောက်ရှိလာပြီးတော့အလုပ်စူးစမ်းကြတယ်အလုပ်ကိုလုပ်ကြတယ်ခက်ခဲစွာနဲ့ And that you give your all day to the Lord Jesus Christ. You keep the Sabbath holy to the Lord. အလောက်ပင်ပန်းခင်းခဲစွာနဲ့အလုပ်တွေလုပ်နေတဲ့ဂျားတွေကနေပြီးတော့ဖျားခင်အတွက်ရွေးချယ်ပြီးတော့ဒီတနင်္ဂနွေနေ့ကိုအနားရရတဲ့နေမှာလာပြီးတော့ဖျားခင်ကိုမျက်နှာကိုရှာကြတယ် And different times when I've come to HIC, I've always asked some of you, do you have plans to go back home? And many of you would tell me that it's not safe to go back. ကျွန်တော်ခဏခဏရောက်ဖြစ်တဲ့အသင်းတော်လေရောက်တိုင်းမှာကျွန်တော်ကြုံတဲ့လူတွေမေးတယ်။အိုးကိုမြန်မာပြည်ပြန်ဖို့အစီအစဉ်ရှိကြလားလို့မေးတဲ့ခါမှာဝမ်းနဲ့စွာနဲ့ပဲအားလုံးပြန်ဖြေတယ်ကျွန်တော်တို့ကျမတို့မြန်မာပြည်ပြန်ရင်တော့ကျွန်တော်တို့အတွက်လုံခြုံစိတ်ချမှုကမရှိဘူးလို့အားလုံးဖြေတော့ကျွန်တော်အများတန်းကြားရတယ် Your future may be unknown. ။မိတ်ဆွေရဲ့အနာဂတ်ကတော့မသိတဲ့မိတ်ဆွေလုံးဝမသိနိုင်တဲ့အနာဂတ်ဖြစ်ပါတယ်မသိချပါဘူး Unknown to you, but it's known to God. ။ဒါပေမဲ့မိတ်ဆွေတက်တာမသိနိုင်တဲ့အနာဂတ်ဖြစ်ပဲဖျားခင်ကတော့ကြိုတင်သိနေပြီးသားဖြစ်တယ်။ Amen. And you can trust God. မိတ်ဆွေဖျားခင်ကိုယုံကြည်လို့ရတယ် So don't ever mistake the calm as God's voice. ဘယ်တော့မှဖျားခင်ရဲ့အတန်ကိုတာယာနာပြောဝဲတော့လေညင်းနဲ့လုံးဝမလဲပါနဲ့ Learn to discern the voice of God. ဖျားရဲ့စကားတန်ကိုခွဲခြမ်းစိတ်ဖြာပြီးနားထောင်နိုင်ဖို့သင်ယူပါ God has opened doors for you. ဖျားခင်မိတ်ဆွေတကားတွေဖွင့်ထားပေးပြီးပြီ But the open door may require to go through a storm like Paul did. ဒါပေမဲ့အဲ့ဒီတကားကဖျားခင်ပြတော်တကားဖြစ်လင့်ကိုစားမုံတိုင်းတစ်ချုပ်ကိုဖျက်တမ်းတဲ့အချိန်လည်းရှိနိုင်တယ် And even in that storm, begin to recognize it could be a door that God's opening for you. အဲ့ဒီမုံတိုင်းနဲ့ရောက်တဲ့ခါမှာလည်းဖျားရဲ့အတန်ကိုနားဆွေးမှာအဲ့ဒီမုံတိုင်းကဖျားခင်မိတ်ဆွေတို့ဖွင့်ပေးတဲ့တကားဖြစ်နေတာ Because God's door will always align with the word of God. ဖျားခင်ဖွင့်တဲ့တကားကသူ့ရဲ့နှုတ်ကပတ်တော်နဲ့ကိုက်ညီစွာဖြစ်ပြနေတဲ့အရာတွေဖြစ်တယ် God's door will always accomplish His purpose for your life. ဖျားရဲ့နှုတ်ကပတ်တော်တခွန်းစီတိုင်းကမိတ်ဆွေအသက်တာထဲမှာပြေဝလာမဲ့ဂတိတော်စကားတွေဖြစ်တယ် God's door requires faith. ဖျားခင်နားထောင်ဖို့အတွက်ကျွန်တော်ယုံကြည်ခြင်းကိုလိုအပ်တယ် And God's door may involve storms. ဖျားရဲ့စကားတော်ထဲမှာကျွန်တော်တို့မုံတိုင်းတချို့လည်းပါကောင်းပါနိုင်တယ် But God's door never lead us away from Jesus ဒါ Christ. ပေမဲ့ဖျားခင်ဖွင့်တဲ့တကားဘယ်တော့မှကျွန်တော်တို့ယေရှုနဲ့ဝေးကွာသွားဖို့တဲ့ဘယ်တော့မှကျွန်တော်တို့ဥဆောင်သွားမှာမဟုတ်ဘူး So church, this morning I believe that God has opened doors for you. ဒီမနေ့မှာကျွန်တော်ယုံကြည်တဲ့အားလုံးအတွက်ဖျားခင်တကားတွေဖွင့်ထားတယ် Open doors of revival in the nation of Myanmar. မြန်မာပြည်ရဲ့နိုးထဖို့အတွက်လည်းကျွန်တော်တို့တကားတွေဖွင့်ထားပေးတယ် Open doors for families to come to Jesus Christ. မိသားစုတွေအားလုံးကယ်တင်ခြင်းရောက်လာဖို့အတွက်လည်းဖျားခင်တကားဖွင့်ထားပေးတယ် Open doors for healing. ကျွန်တော်တို့ကျမ်းမာခြင်းအတွက်လည်းဖျားခင်တကားတွေဖွင့်ထားပေးတယ် Open doors for ministry here in the nation of Singapore.
စင်ကာပူနိုင်ငံမှာလည်းသာသနာပြုနိုင်ဖို့အတွက်လည်းဖျားခင်တကားဖွင့်ထားပေးတယ် Open doors for missions in the different nations of တ the ခြား world. နိုင်ငံတွေမှာလည်း mission သာသနာပြုနိုင်ဖို့အတွက်ဖျားခင်တကားဖွင့်ထားပေးတယ် Open doors for the next generation to carry the gospel of Jesus Christ to the နောက်လာမယ့် nations. ကိုယ့်ရဲ့မျိုးဆက်တစ်တွေကလည်းဖျားခင်နှုတ်ကပတ်တော်တည်ဆောင်ဖို့အတွက်လည်းဖျားခင်တကားဖွင့်ထားပေးတယ် And that's why he says, အားကြောင့်ပြောထားတယ် I am he who opens and no one shuts, and shuts no one can open. ငါဖွင့်တဲ့တကားကိုဘယ်သူမှပိတ်လို့မရသလိုငါပိတ်တဲ့တကားကိုလည်းဘယ်သူမှဖွင့်လို့မရဘူးလို့ဖျားခင်အားကြောင့်ပြောထားတာဖြစ်တယ် So, church, this morning, ဒီနေ့မနေ့မှာ trust in the open door. ဖျားခင်ဖွင့်တဲ့တကားတွေကိုယုံကြည်ရအောင်